ပြည်ကသဲလေးတွေမြေလေးတွေများပါလာမလားရဲ့လို့လေရှောက်တွေးပြီးတော့အယူတယောက်လိုပဲလွမ်းရပါတယ်ဗမာပြည်ကိုလေကြည့်နေတလန်းနဲ့ကိုရေတွေကလေချက်ချင်းကိုပဲချင်းမျက်စိလေးကနေချက်ချင်းဒူးလေလောက်ကိုရောက်ဒီထိုင်နေပဲချက်ချင်းပဲခါလေလောက်လေရောက်သွားကြပါလေရောမတွေ့လား dangerous current ဆိုတာတကယ်ပါပဲဖို့ဆိုပြီးတော့လည်းပြောနေပါတယ်ကမ်းခြေမှာတော့လမ်းလျှောက်လို့ရတယ်တဲ့ဒါပေမဲ့ရေရမ်းကျွမ်းတဲ့လူတွေကတော့အခုရေထဲကိုစီးနေကြတာပေါ့နော်အချွတ်တဝက်ပေါ့ဒါပေမဲ့လူတော်တော်များများကမ်းပေါ်ပြန်တက်သွားပါပြီခုလိုပဲ life guard ကကမ်းခြေတစ်လျှောက်မှာလာပြီးတော့အသက်ကဲဖို့သူကလျှောက်သွားနေတာပေါ့နော်အသက်ကဲဖို့ကိုအပေါ်မှာလဲကမ်းခြေဆောင်တက်နေကမ်းခြေဆောင်ဟယ်လီကော်ပတာလေးကရှက်တွေလာသလားနော်ဟိုပင်လယ်ထဲမှာရှိနေတဲ့ရွက်လွှင့်ပြီးသွားနေတဲ့သူတွေဒုက္ခရောက်နေမလားဆိုပြီးမြဲတဲ့အဆောင်ရှောက်နေအစိုးရအကောင်းတော့လေဗမာပြည်မှာလဲအဲ့ဒီလိုအစိုးရမျိုးဖြစ်စေချင်ပါတယ်နော်ဘာတော့ညမှာပေါ်ထွန်းမှမလဲမသိပါဘူး